လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကရွှေပြည်သာမြို့နယ်ရဲ့အိမ်အိမ်မှာစတင်ဖြစ်ပွားခဲ့တာပါအိမ်အိမ်မှာလူငယ်တွေစုဝေးနေကြရင်ညတညမှာသူ့ပုံစားပွဲကစားဖို့ရဲ့အတွက်စေဖူးရတာစတင်ဖြစ်ပွားခဲ့တာပါမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်သူတို့ကစားနေတော့မှဝိညာဉ်တစ်ခုရောက်လာပါတယ်မေးကြည့်တော့အဲ့ဒီဝိညာဉ်ကအိမ်နာကဆုံးသွားတဲ့ကောင်မလေးဖြစ်နေပါတယ်အစပိုင်းမှာတော့ပျော်သလိုလိုနဲ့မီးမြန်းကြပြီမဲ့နောက်ပိုင်းမှာတော့ဝိညာဉ်ကငါမပြန်ကျင်တော့ဘူးနင်တို့နဲ့အတူတူနေမယ်ဆိုပြီးတော့စာသားတွေရေးခဲ့ပါတယ်ပလင်းတွေကသပင်းရှိကြီးများအဲ့ဒီညကနေစပြီးတော့အိမ်ထဲမှာထူးဆန်းတာတွေဖြစ်ပေါ်လာပါတယ်အိမ်ရှင်ကအိမ်ထဲမှာသပင်းအရှိတွေကိုနေရအနက်တွေ့ရပါတယ်အစိုးဆုံးကတော့ပိတ်ထားတဲ့ပလင်းတွေကနေသပင်းအရှိကြီးတွေအလုံးလိုက်အထွေလိုက်အလိုအလျောက်ရောက်နေတာပါဒါဟာလူလုံးလို့မရတဲ့ကိစ္စဖြစ်နေလို့အားလုံးကထိတ်လန့်ကုန်ကြတာပါညဘက်မှာအိမ်ပေါ်တက်ကခြေတံတွေကြားရတာအဝိအစားတွေဆွဲဖွားတံတွေကြားရတာတွေဖြစ်လာပါတယ်အဲ့ဒီဝိညာဉ်ကသူတို့ကိုအိမ်ထဲမှာမထွက်စေခြင်းတလို့လို့သူတို့စားတဲ့ထမင်းပကံထဲမှာသပင်းနီးတဲတွေထည့်ထားတတ်ပါတယ်အခြေအနေတွေကအရန်ဆိုးလာတော့နမကြီးစီယာတော်တွေကိုပင့်ဖိတ်ပြီးအမျှဝေတာတွေပရိတ်ရွတ်တာတွေပြုလုပ်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာဒီအကြောင်းကိုသိတဲ့သူတွေဟာအုပ်စုလိုက်လာကြည့်တဲ့အထိစီကားခဲ့ပါတယ်နောက်ဆုံးမှာဒီအိမ်ကိုပြောင်းရွှေ့သွားမှပဲအေးချမ်းသွားတယ်လို့ပြောကြပါတယ်ဒီဖြစ်ရဟာအဲ့ဒီခေတ်ကလူလူကြမှာဟိုးလေးလေးကြော်ကြော်ဖြစ်ခဲ့ပြီးသူဖုန်းသားပွဲကစားတာဟာဘလောက်အန်ရည်ကြီးလဲဆိုတာကိုသတိပေးချက်အနေနဲ့တခုဖြစ်ခဲ့ပါတယ်